မင်္ဂလာပါမိတ်ဆွေတို့ Daily Audio စာအုပ် Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မိတ်ဆွေကျွန်တော်မေးခွန်းတစ်ခုနဲ့စတင်ခြင်းပါတယ်တခါတလေမှာကိုပြန်ပြီးတော့မေးဘူးလားငါဘာလို့မို့ဒီကဘာပေါ်ကိုရောက်လာတာလဲငါတကယ်ပဲဘာလို့ရမှာလဲဆိုတဲ့မေးခွန်းမျိုးပေါ့ကျွန်တော်တို့တွေဖြတ်သန်းနေရတဲ့ဒီနေ့ခေတ်ကြီးထဲမှာဆိုလို့ရှိရင်နေတိုင်းလိုကြားနေရတဲ့စကားလုံးတွေရှိပါတယ်ကံကောင်းလို့ပါကွာသူကမွေးရပါပါရမီရှင်မို့လို့ပါသူ့အုံနောက်ကငါတို့နဲ့မှမတူတာအစရှိသဖြင့်ပေါ့အိုင်စတိုင်းလီယိုနာဒိုဒါဗင်ချီမိုးဇက်တို့လိုမျိုးလူတွေကိုမြင်နေဆိုလို့ရှိရင်ကျွန်တော်တို့တွေကသူတို့ကိုဉာဏ်ကြီးရှင်တွေအဖြစ်နဲ့သတ်မှတ်ပြီးတော့သူတို့ရဲ့အောင်မြင်မှုတွေကိုကိုယ်ဘဝနဲ့အလံဝေးတဲ့အရာတစ်ခုလိုပဲသဘောထားလိုက်ကြတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့ကိုတုံလို့စရာအမှန်တရားတစ်ခုပြောပြပါမယ်အဲ့ဒါကတော့ကဘာပေါ်မှာဘယ်သူမှမွေးရပါဉာဏ်ကြီးရှင်အဖြစ်နဲ့မွေးဖွားပြီးတော့မလာခဲ့ကြပါဘူးဒါကကျွန်တော်ပြောတဲ့စကားမဟုတ်ပါဘူးကဘာကျော်စာရေးဆရာကြီးရောဘတ်ဂရင်းကသူ့ရဲ့သုတေသနပြုချက်ပေါင်းများစွာနဲ့သက်သေပြထားတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့ကဘာကျော် Mastery ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတာကတော့လူတိုင်းရဲ့အုံနောက်ထဲမှာထူးချွန်ထက်မြက်တဲ့အစွမ်းတစ်ခုရှိပြီးသားပါဒါပေမဲ့အဲ့ဒီအစွမ်းကိုဘယ်လိုဖော်ထုတ်ရမလဲဆိုတာမသိကြလို့သာတာမန်လူတွေဖြစ်နေကြရတာပါဒီဗီဒီယိုကမိတ်ဆွေကိုအပေါ်ယံအားပေးတဲ့ motivation video တစ်ခုမဟုတ်ပါဘူးဒါကကိုယ့်ရဲ့ဖုံးကွယ်နေတဲ့စွမ်းရည်တွေကိုနှိုးဆွပြီးတော့ကိုယ့်ရဲ့နေပယ်မှာဆိုလို့ရှိရင်ဘယ်သူမှလိုက်မမီတဲ့ထိတ်ဆုံးကကျွမ်းကျင်သူမာစတာတယောက်ဖြစ်လာစေဖို့အတွက်တကယ်လက်တွေ့ကျတဲ့လမ်းပြမြေပုံပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိအာရုံစိုက်နားထောင်ပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေအတွက်ဘာတွေရရှိသွားမလဲပထမအဦးဆုံးအနေနဲ့တော့မိတ်ဆွေရဲ့စိတ်ဝိညာဉ်တွေကတကယ်ဝါသနာကိုဘယ်လိုမျိုးပြန်လည်ရှာဖွေရမလဲဆိုတာကိုသိသွားမယ်ဒုတိယကတော့လူအများစုကြာဆုံးလေးရှိတဲ့အလုတ်တင်ဘဝကိုကြော်ဖြတ်ပြီးတော့ကျွမ်းကျင်မှုအစစ်မှန်ကိုဘယ်လိုတိဆောက်ရမလဲဆိုတာကိုသိရမယ်တတိယကတော့ဘဝကို10နှစ်စာဖြတ်လန်းနည်းနဲ့အောင်မြင်စေမဲ့လမ်းပြသူမန်တာကိုဘယ်လိုမျိုးရှာဖွေပြီးတော့ဆွဲဆောင်ရမလဲဆိုတာကိုလေ့လာရမယ်ဒါအပြင်ကမှအလုံးမှာတော်ပေမဲ့လူမှုရေးဉာဏ်ဖြင့်လို့မို့ကြာရှုံးသွားရတဲ့သူတွေထဲမှာမပါအောင်မို့လို့လူမှုဆက်ဆံရေးပါနပ်မှု social intelligence ကိုဘလို့ကင်တွယ်ရမလဲဆိုတာကိုပါသင်ယူရပါမယ်။ကဲမိတ်ဆွေရဲ့ဘဝကိုတစစ်ချိုးပြောင်းလဲပြီးမဲ့ခီးစဉ်ကိုအခုပဲစတင်လိုက်ကြရအောင်ပါ။အပိုင်း1ကိုယ့်ရဲ့ပင်ကိုယ်အရေးချင်းကိုရှာဖွေခြင်းမိတ်ဆွေမွေးဖွားလာတဲ့အချိန်မှာဆိုလို့ရှိရင်စကြဝဠာကြီးကမိတ်ဆွေရဲ့စိတ်ထဲမှာမျိုးစေ့တစ်ခုချပေးလိုက်ပါတယ်။အဲ့ဒါကတော့မိတ်ဆွေရဲ့ထူးခြားမှု uniqueness ပါပဲ။ဒါပေမဲ့ကျွန်တော်တို့ကြီးပြင်းလာတဲ့အခါမှာမိဘတွေရဲ့မျှော်လင့်ချက်တငယ်ချင်းတွေရဲ့ဝေဖန်မှုပြီးတော့လူမှုပါဝင်ခြင်းရဲ့ဖိအားတွေအောက်မှာအဲ့ဒီမျိုးစေ့လေးကပျောက်ကွယ်သွားတတ်ပါတယ်ကျွန်တော်တို့ကသူများတွေတော်တယ်ပြောတဲ့လမ်းပတ်စံရလွယ်တယ်ဆိုတဲ့လမ်းတော်ကိုပဲမျက်စိမိတ်ပြီးတော့လိုက်သွားမိကြတယ်စာရေးဆရာရောဘတ်ဂရင်းကပြောပါတယ်ဒါကကိုတစ္ဆာဖောက်တာပဲမချစ်တဲ့အလုပ်တစ်ခုမှာဘယ်တော့မှထိတ်ဆုံးကိုမရောက်နိုင်ဘူးဒီနေရာမှာကျွန်တော်တို့သမိုင်းဝင်ဥပမာတစ်ခုကိုကြည့်ကြည့်ရအောင်ပါနံပါတ်1ကတော့မွေးရပါစိတ်ဆန္ဒနောက်သို့ပြန်သွားခြင်း Return to your origin မှာမိတ်ဆွေအဲဗတ်အိုင်စတိုင်းကိုသိမှာပါသူအသက်9နှစ်အရွယ်မှာတုန်းကသူ့ရဲ့အဖေကတန်လိုက်အိမ်မြောင်တစ်ခုကိုလက်ဆောင်ပေးခဲ့ပါတယ်အိုင်စတိုင်းကအဲ့ဒီတန်လိုက်အိမ်မြောင်ကိုနိုင်ပေါင်းများစွာထိုင်ပြီးတော့ကြည့်နေခဲ့တယ်အဲ့ဒီမြားလေးတွေကိုမမြင်ရတဲ့ဆွမ်းအားတစ်ခုကနေလှုပ်ရှားစေနေပါလားဆိုတဲ့အတွေးကသူ့ရဲ့စိတ်ကူးစိတ်သန်းတွေကိုယူသွတ်သွားစေခဲ့တယ်အဲ့ဒီကလေးဘဝကမြင်ကွင်းကသူ့ကိုတဘဝလုံးယူပဗီဒပညာရှင်ဖြစ်အောင်မို့လို့တွန်းပို့ပေးခဲ့တဲ့အစပြုရှင်ပါပဲမိတ်ဆွေလည်းကိုပြန်ပြီးတော့မေးကြည့်ပါငယ်ငယ်ကဘယ်အရာကိုအချိန်ကုန်မဲမသိအောင်မို့လို့စိတ်ဝင်စားလုပ်ခဲ့ဘူးလေအဲ့ဒါကမိတ်ဆွေရဲ့ပင်ကိုဆွမ်းအားဖြစ်နိုင်ပါတယ်နံပါတ်2ကတော့ကိုယ်ပိုင်နေပယ်ကိုရှာဖွေခြင်းပါလူအများစုကလူတွေအများကြီးပြုံပြီးတော့တိုးနေတဲ့နေပယ်တွေတဲကိုပဲတိုးပြီးတော့ဝင်ကျင်ကြတယ်ဥပမာအခုခေတ်ဖုံးပြင်တဲ့အလုပ်ကကောင်းနေဆိုလို့ရှိရင်အကုန်လုံးဖုံးပြင်ကြမယ်ဒါကမှားယွင်းတဲ့နီးဗျူဟာပါတကယ်မာစတာဖြစ်မဲ့သူတွေကတော့တခြားသူတွေမလုပ်သေးတဲ့ကိုနဲ့အကိုက်ညီဆုံးနေပယ်ကိုရှာဖွေတတ်ကြပါတယ်ဥပမာဇီဝဗေဒပညာရှင်ချားတာဝင်ကိုကြည့်ပါသူကဆေးပညာကိုလေ့လာခဲ့ပေမဲ့စိတ်မဝင်စားပါဘူးဒါပေမဲ့သူတောတောင်နေတဲ့ကိုရှောက်သွားပြီးတော့အင်းဆက်တွေတည့်ရက်တွေကိုလေ့လာရတာကိုယူသွတ်တယ်နောက်ဆုံးမှာတော့သူကတမတ်ရိုးချသိပ္ပံလမ်းကြောင်းကနေခွဲထွက်ပြီးတော့တဘာဝတရားရဲ့ဥပဒေသားတွေကိုတီးတန့်လေးလာတဲ့ကိုပိုင်နေပယ်တစ်ခုကိုတိဆောက်ခဲ့လို့မို့
စင်ကဲပြောင်းလဲမှု theory ကိုဖော်ထုတ်နိုင်ခဲ့တာပါနံပါတ်3ကတော့လမ်းမကိုတော်လှန်ခြင်းပါဘဝမှာအဆိုးဆုံးအရာကတော့မိဘတွေဒါမှမဟုတ်ပတ်ဝန်းကျင်ကသတ်မှတ်ပေးတဲ့လမ်းကြောင်းအတိုင်းမျက်စိမိတ်ပြီးတော့ရှောက်လန်းနေမိတာပါဂီတပါရမီရှင်မိုးဆက်ရဲ့အဖေကသူ့ကိုငွေရလွယ်တဲ့နန်းတွင်းဂီတပညာရှင်တစ်ယောက်ဖြစ်စေခြင်းခဲ့တယ်ဒါပေမဲ့မိုးဆက်ကနန်းတွင်းရဲ့ပုံသေးကားချက်စီးမြင်တွေကိုမုန်းတီးခဲ့တယ်သူကသူ့ရဲ့ဖန်တီးနိုင်စမ်းကိုဦးစားပေးခြင်းခဲ့တယ်ဒါကြောင့်မို့လို့သူ့အဖေရဲ့လွှမ်းမိုးမှုအောက်ကနေရုံထွက်ပြီးတော့ဗီယက်နာမြို့ကိုထွက်ပြေးခဲ့တယ်အဲ့ဒီဆင်းရဲဒုက္ခတွေကြုံခဲ့ရပြီးမဲ့သူ့ရဲ့လွတ်လပ်တဲ့စိတ်ကြောင့်ပဲကဘာကျော်ဂီတသချင်းတွေကိုဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ခေတ်မှာလူငယ်အများစုကအောင်မြင်မှုကိုသူတစ်ပါးရဲ့မျက်စိနဲ့ပဲတိုင်းတာပြီးတော့နေကြပါတယ်သူများတွေဝိုင်းချီးကျူးတဲ့အလုပ်ကိုလုံးမသူများတွေအားကြတဲ့ဘဝမျိုးကိုရမှအောင်မြင်နေဆိုပြီးတော့ထင်တတ်ကြတယ်ဒါပေမဲ့မိတ်ဆွေတကယ်တမ်းကိုမချစ်တဲ့အလုပ်ကိုလုပ်နေရရင်အဲ့ဒီအလုပ်ကပတ်စံဘလောက်ပဲရရတနေ့နေ့မှာမိတ်ဆွေပင်ပန်းနွမ်းနေမှုဘန်းတော့ဖြစ်သွားပါလိမ့်မယ်ကိုယ့်ရဲ့တကယ်ဝါသနာကိုရှာဖွေမှုအတွက်အချိန်ပေးပါအဲ့ဒါကမိတ်ဆွေကိုတကယ်မာစတာအဆင့်တီကိုတက်လန်းနိုင်ဖို့အတွက်လောင်စာတွေပံ့ပိုးပေးမဲ့တခုတည်းသောအရာပဲဖြစ်ပါတယ်အပိုင်းနဲ့အလုတ်တင်ဘဝရဲ့လက်တွေ့မြေပြင်ကိုယ့်ရဲ့လမ်းကြောင်းကိုရှာတွေ့ပြီးပြီဆိုပါစို့နောက်ထပ်တစ်ဆင့်ကတော့အလုတ်တင်ဘဝတွေကိုဝင်ရောက်ရမှာပဲဖြစ်ပါတယ်စာရေးဆရာ Robert Greene ကအလုတ်တင်ဘဝမှာအဆင့်3ဆင့်ရှိတယ်လို့ဆိုပါတယ်ပထမဆုံးအဆင့်1ကတော့အတန်တိတ်စောက်ကြည့်ခြင်းပါမိတ်ဆွေနေပယ်အသစ်တစ်ခုကိုရောက်သွားတဲ့အခါမှာငါဘလောက်တော်လဲဆိုတာကိုချက်ချင်းသွားပြီးတော့မပြပါနဲ့အဲ့ဒါကအမှားအယွင်းကြီးပါပထမအဆုံးလုပ်ရမှာကအတန်တိတ်စောင့်ကြည့်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းခွင်တွေကစီးမြင်တွေကဘာလဲအာနာရှိတဲ့သူတွေကဘယ်သူတွေလဲအလုပ်တွေကဘယ်လိုမျိုးလဲပတ်နေလဲဆိုတာကိုကလေးတစ်ယောက်လိုမျိုးစိတ်ဝင်စားနဲ့ငြိမ်ငြိမ်ကလေးစောင့်ပြီးတော့လေ့လာရပါမယ်အဆင့်နှစ်ကျွမ်းကျင်မှုတိစောက်ခြင်းဒီအဆင့်ကတော့မိတ်ဆွေကြားဘူးနေကြနာယီတစ်တောင်းစီးမြင်ပါပဲဘယ်လို့ကိုပဲလို့အထက်ထက်အခါခါလေ့ကျင့်ရပါမယ်ဒါပေမဲ့အရေးကြီးတဲ့အချက်ကအလုပ်ကိုစက်ရုပ်လိုမျိုးပုံသေးလုပ်နေဖို့မဟုတ်ပါဘူးအာယုံစူးစိုက်မှုအပြည့်နဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုတစ်ခုချင်းစီပြုပြင်ပြီးတော့လေ့ကျင့်ဖို့လိုအပ်တာပဲဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်အမေရိကန်ဘတ်စကတ်ဘောကစားသမားကြီးဘေးဘက်ဒလီရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်သူကကျောင်းတော်ကတခြားသူတွေထက်အရက်လည်းမရှိဘူးခန္ဓာကိုယ်လည်းတန်မာတာမဟုတ်ဘူးဒါပေမဲ့သူကဘာလုပ်လဲဆိုလို့ရှိရင်ကျောင်းဆင်းတဲ့အချိန်တိုင်းမှာခြေထောက်သေးကို10ပေါင်လောက်လေးတဲ့အလေးတုံးတွေထည့်ပြီးတော့လေးကျင်တယ်မျက်စိကိုအောက်ငုံမကြည့်ဘဲနဲ့ဘောလုံးပုတ်နိုင်မှုအတွက်အောက်ခြေကိုကာကွယ်ထားတဲ့မျက်မှန်ထူထူကိုတက်ပြီးတော့လေးကျင်ခဲ့တယ်သူကကိုယ့်ရဲ့အားနည်းချက်ကိုသိပြီးတော့အဲ့ဒါကိုအသေးအတန်လေးကျင်ခဲ့လို့မို့နောက်ပိုင်းမှာအမေရိကန်ရဲ့အကောင်းဆုံးဘတ်စကတ်ဘောသမားတူဖြစ်လာခဲ့တယ်အဆင့်3စမ်းသက်ခြင်းမိတ်ဆွေကအလုပ်ကိုကျွမ်းကျင်လာပြီဆိုလို့ရှိရင်တမတ်ရိုးကြလုံးနေကြနီလန်းတွေကနေခွဲထွက်ပြီးတော့ကိုယ်ပိုင်အိုင်ဒီယာအသစ်တွေကိုစမ်းသက်ပြီးတော့လှုပ်ဆောင်ကြည့်ရပါမယ်အဲ့ဒါကကိုယ့်ရဲ့အတောင်ပံကိုဖြန့်ပြီးတော့ပြန်သန်းကြည့်တဲ့အဆင့်ပဲဖြစ်ပါတယ်အလုတ်တင်ဘဝရဲ့ရွှေအောင်ပြူဟာတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီအဆင့်ကိုအောင်မြင်ဖို့အတွက်မိတ်ဆွေကိုစာရေးဆရာ Robert Greene ပေးထားတဲ့တန်မိုးရှိတဲ့ view ဟာ3ခုကိုမျှဝေပေးခြင်းပါတယ်ပထမ view ဟာကတော့ငွေနောက်ကိုမလိုက်ပါနဲ့တင်ယူခွင့်နောက်ကိုလိုက်ပါဆိုတဲ့အချက်ပါပဲမိတ်ဆွေအလုပ်ရွေးတဲ့အခါမှာပတ်စံအများကြီးရပြီးတော့ဘာမှတင်ယူလို့မရတဲ့အလုပ်နဲ့ပတ်စံနည်းနည်းပဲရပေမဲ့ပညာတွေအတွေ့အကြုံတွေအများကြီးရမယ်အလုပ်ဘယ်ရွာကိုရွေးမလဲတကယ်မာစတာဖြစ်မဲ့သူတွေကတော့ဒုတိယတစ်ခုကိုပဲရွေးကြပါတယ်ဘာလို့လဲဆိုတော့မိတ်ဆွေရဲ့အုံနောက်ထဲကပညာကနောက်တစ်ချိန်မှာပတ်စံတွေကိုတန်းနဲ့ချီပြီးတော့ရှာပေးနိုင်လို့ပဲဖြစ်ပါတယ်ဒုတိယ view ဟာကတော့ကလေးတစ်ယောက်လိုမျိုးကိုနှိမ့်ချထားပါဆိုတဲ့အရာပါပဲလူငယ်တွေကအလုတ်သေးကိုရောက်တာနဲ့ငါအကုန်သိတယ်ဆိုတဲ့မာနတွေကိုပြတတ်ကြတယ်ဒါကတင်ယူမှုတကားကိုပိတ်လိုက်တာနဲ့အတူတူပါပဲကလေးတစ်ယောက်လိုမျိုးငါဘာမှမသိသေးဘူးအကုန်လုံးစီကနေတင်ယူမယ်ဆိုတဲ့စိတ်ဓာတ်ကိုအမြဲတမ်းမွေးမြူထားပါတတိယ view ဟာကတော့နာကျင်မှုနဲ့အခက်အခဲတွေကိုရှာဖွေပါဆိုတဲ့အရာပါပဲလွယ်ကူတဲ့အလုပ်တွေကမိတ်ဆွေကိုတိုးတက်မလာစေပါဘူးခက်ခဲတဲ့အလုပ်ကိုမလုပ်ချင်တဲ့အလုပ်တွေကိုတမင်တကာရွေးချယ်ပြီးတော့လုပ်ပါအဲ့ဒီနာကျင်မှုတွေကပဲမိတ်ဆွေရဲ့စိတ်ဓာတ်နဲ့ကျွမ်းကျင်မှုကိုတန်မဏိလိုမျိုးမာကျောလာစေမှာပါဒီအစစ်မှာကျွန်တော်အကြံပြုချင်တာကတော့စိတ်ရှည်ပါဆိုတဲ့အချက်ပါပဲဒီနေ့ခေတ်ကြီးမှာချက်ချင်းလေးလာချက်ချင်းချမ်းသာဆိုတဲ့ fast food အောင်မြင်မှုတွေကိုပဲလူတွေကလိုချင်နေကြတယ်ဒါပေမဲ့တဘာဝတရားမှာ
အချိန်မပေးရဘဲနဲ့ဖြစ်လာတဲ့အသီးပွင့်ဆိုတာမရှိပါဘူးမိတ်ဆွေရဲ့ကျွမ်းကျင်မှုတွေကလည်းမြေစီလွာအောက်ကအမြစ်တွေအရင်တွေ့ရတယ်လို့မျိုးပဲအချိန်ယူရပါလိမ့်မယ်အလုတ်တင်ဘဝရဲ့ပင်ပန်းမှုတွေကိုခန္ဓာရည်ရှိကြော်ဖြတ်လိုက်ပါအပိုင်းတော့လမ်းပြသူမန်တာရဲ့အစွမ်းကိုရယူခြင်းမိတ်ဆွေစာအုပ်တွေဖတ်ပြီးတော့ကိုယ်တိုင်မဲ့တယောက်တည်းလေ့ကျင့်ရင်မရဘူးလားရပါတယ်ဒါပေမဲ့အချိန်တွေအများကြီးကုန်လိမ့်မယ်အမားတွေကိုကိုယ်တိုင်ခေါင်းနဲ့တိုက်ပြီးတော့သင်ယူရလိမ့်မယ်ဘဝမှာ10နှစ်စာအချိန်ကိုဖြတ်လန်းနည်းနဲ့ရယူနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့လမ်းပြသူမန်တာကိုရှာတာပဲဖြစ်ပါတယ်လမ်းပြသူဆိုတာကမိတ်ဆွေသွားမဲ့လမ်းကိုအရင်သွားဘူးပြီးသားမိတ်ဆွေကြုံရမယ့်အမားတွေကိုကြိုတင်ပြီးတော့ကြုံဘူးပြီးသားကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ပါတယ်သူတို့စီကနေသင်ယူခြင်းကမိတ်ဆွေရဲ့ဘဝအချိန်တွေကိုအများကြီးသက်သာစေပါလိမ့်မယ်ဒီနေရာမှာသိပ္ပံပညာရှင်ကြီးမိုက်ကယ်ဖာရာဒေးရဲ့ဇတ်လန်းကိုလည်းပြောပြပေးခြင်းပါတယ်ဖာရာဒေးကအလုံးကိုဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာခဲ့ပြီးတော့စာအုပ်ချုပ်တဲ့ဆိုင်မှာအလုပ်သင်အဖြစ်နဲ့စလုပ်ခဲ့ရတယ်သူကသိပ္ပံပညာကိုအယူမှုစိတ်ဝင်စားပေမဲ့သူ့မှာပညာသင်ဖို့အတွက်ကငွေကြေးမရှိခဲ့ဘူးဒါပေမဲ့သူဘာလုပ်ခဲ့လဲထိုခေတ်မှာကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးဟန်ဖရဒေစီရဲ့ဟောပြောပွဲတွေကိုတွားနာထောင်ပြီးတော့ဒေဗီပြောသမျှစကားလုံးတွေကိုစာအုပ်တအုပ်လုံးပြည့်အောင်မို့လို့လှလှပပကိုမှတ်တမ်းတင်ထားခဲ့တယ်ပြီးတော့အဲ့ဒီမှတ်စုစာအုပ်ကိုတရီနဲ့တည်တည်တက်တက်ဖုံးအုပ်ပြီးတော့ဒေဗီစီကိုလက်ဆောင်အဖြစ်နဲ့ပို့ပေးခဲ့တယ်ဒေဗီကအဲ့ဒီမှတ်စုစာအုပ်ကိုမြင်တဲ့အခါမှာဖာရာဒေးရဲ့စိတ်အားထက်သန်မှုနဲ့တည်သက်မှုကိုအလွန်အံ့ဩသွားပြီးတော့သူ့ဒီမှာလစာမရတဲ့ဓာတ်ခွဲခန်းလက်ထောက်အဖြစ်နဲ့ခန့်ခဲ့တယ်ဖာရာဒေးကဒေဗီရဲ့ဘေးနားမှာနေတိုင်းနေပြီးတော့ဒေဗီရဲ့တွေးခေါ်မှုအလုံးလုံးပုံတွေကိုအနီးကပ်လေးလာခွင့်ရခဲ့တယ်ဒါကဖာရာဒေးကိုကဘာကျော်လျှက်စစ်ပညာရှင်ကြီးဖြစ်လာစေခဲ့တဲ့အဓိကလိုအပ်ချက်ပါပဲလမ်းပြသူစီကသင်ယူရမှာတတိထားရမယ့်စီးမြင်တွေရှိပါတယ်ပထမအဦးဆုံးစီးမြင်ကတော့လမ်းပြပေးတဲ့သူကိုတန်ဖိုးတစ်ခုပြန်ပြီးတော့ပေးဖို့ပါမိတ်ဆွေကလမ်းပြသူစီကနေပညာပဲလိုချင်ပြီးတော့ဘာမှပြန်မပေးချင်ရင်တော့ဘယ်သူကမှမတင်ပေးပါဘူးမိတ်ဆွေကသူတို့ရဲ့ဝင်တော့ဝင်ပိုးတွေကိုကူညီပြီးတော့ရှော့ချပေးတာမျိုးသူတို့ရဲ့အလုပ်တွေကိုကူညီပေးတာမျိုးနဲ့အပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးမျိုးကိုအရင်ဆုံးတိဆောက်ရပါမယ်ဒုတိယစီးမြင်ကတော့အတူခိုးရုံနေမဟုတ်ဘဲနဲ့ကြော်ဖြတ်ပါဆိုတဲ့စီးမြင်မှာလမ်းပြသူစီကနေတင်ယူတဲ့အခါမှာဆိုလို့ရှိရင်သူတို့ပြောသမျှကိုပုံသေးကားချက်လိုက်လို့ဖို့မဟုတ်ပါဘူးသူတို့ရဲ့ idea တွေကိုကိုယ့်ရဲ့ style နဲ့ပေါင်းဆက်ပြီးတော့ပိုကောင်းအောင်ပြုပြင်ရပါမယ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကမိတ်ဆွေကလမ်းပြသူစီကပညာအလုံးကိုအကုန်ရယူပြီးပြီဆိုလို့ရှိရင်နောက်ဆုံးမှာသူတို့ကိုကြော်ဖြတ်သွားရပါမယ်ဂျပန်တိုင်းပညာမှာစကားပုံတစ်ခုရှိပါတယ်ဆရာကိုကြော်ဖြတ်နိုင်မှာဆရာအဖို့တစ္ဆာရှိရာရောက်တယ်တဲ့ဒါကတစ္ဆာပေါက်တာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဖွံ့ဖြိုးတိုးတက်မှုပဲဖြစ်ပါတယ်အပိုင်းလေးလူမှုဆက်ဆံရေးပါနပ်မှု social intelligence မိတ်ဆွေဒီအဆင့်ကတော့လူအများစုအကြအဆုံးများတဲ့နေရာပဲဖြစ်ပါတယ်မိတ်ဆွေကကိုယ့်အလုပ်မှာဘလောက်ပဲကဘာကြိုအောင်တိုးနေပါစေလူမှုဆက်ဆံရေးမှာညံပြင်းနေဆိုလို့ရှိရင်လူတွေရဲ့စိတ်ဓာတ်ကိုနားမလည်ရင်မိတ်ဆွေရဲ့အောင်မြင်မှုကရရှိခံမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပါဝင်ခြင်းမှာမနာလိုတဲ့သူတွေတိုက်ခိုက်မဲ့သူတွေခြေထိုးမဲ့သူတွေကအမြဲတမ်းကိုရှိနေတတ်ပါတယ်ရောဘတ်ဂရင်းကတော့အဲ့ဒါကိုအစိတ်အတောက်ဖြစ်စေတဲ့လူသဘာဝလို့ခေါ်ပါတယ်အဲ့ဒါတွေကမနာလိုမှုအုပ်စုဖွဲ့ခြင်းခေါင်းမာခြင်းအတ္တကြီးခြင်းပြင်းရည်ခြင်းစိတ်မတည်ငြိမ်ခြင်းနဲ့အကွက်ချတိုက်ခိုက်ခြင်းတို့ပဲဖြစ်ပါတယ်ဒီနေရာမှာဝမ်းနည်းစရာတမိုင်းဝင်ဥပမာတစ်ခုကိုပြောပြပါရစေဆရာဝန်ကြီးအီကနက်ဆမ်မယ်ဝိုက်က19ရာစုတုန်းကကလေးမွေးတဲ့မိခင်တွေဘာဖြစ်လို့မို့အဖျားတက်ပြီးတော့တည်ဆုံးရလဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒါကတော့ဆရာဝန်တွေကလက်မစည်းပဲနဲ့ကလေးမွေးပြီလို့မို့ပိုးဝင်တာပဲဖြစ်ပါတယ်သူကဆရာဝန်တွေကိုလက်ဆေးကြပါဆိုပြီးတော့တိုက်တွန်းခဲ့တယ်ဒါပေမဲ့သူဘာမှားခဲ့လဲသူ့မှာလူမှုဆက်ဆံရေးပါနပ်မှု social intelligence လုံးဝမရှိခဲ့ဘူးသူကတခြားဆရာဝန်တွေကိုမင်းတို့ကလူသက်သမားတွေပဲမင်းတို့လက်မစည်းလို့မို့လူတွေသေးကုန်တာဆိုပြီးတော့ရိုင်းဆိုင်နဲ့ဆွဆွဲခဲ့တယ်ဂျားလက်ကတော့ဆရာဝန်တွေအကုန်လုံးဟာသူ့ကိုမုန်းတီးသွားကြပြီးတော့သူတင်ပြတဲ့မှန်ကန်တဲ့သိပ္ပံနည်းလမ်းကိုညှင်းပယ်ခဲ့တယ်နောက်ဆုံးမှာတော့ဆမ်မယ်ဝိုက်ကအလုပ်ပြုတ်သွားပြီးတော့စိတ်ဒသဆေးရုံမှာပဲကွေလွန်သွားခဲ့ရတယ်တစ်ဖက်မှာတော့ကဘာကျော်သိပ္ပံပညာရှင်ဝီလီယံဟာဗေးကိုကြည့်ပါသူကနှလုံးသွေးလှည့်ပတ်မှု theory ကိုရှာဖွေတွေ့ရှိခဲ့တော့ကအရင်ကအယူဆဟောင်းတွေကိုချက်ချင်းသွားပြီးတော့မတိုက်ခိုက်ခဲ့ပါဘူး
သူကလူမှုရေးရာပါနဲ့စွာနဲ့ကျွန်တော်ကအရင်လူတွေရဲ့ theory ကိုပို့ပြီးတော့ပြည့်စုံအောင်ဖြည့်ဆွတ်ပေးတာပါဆိုပြီးတော့တင်ပြခဲ့တယ်။အဲ့ဒါကြောင့်မို့လို့သူကတိုက်ခိုက်မှုတွေမခံရဘဲနဲ့သူ့ရဲ့ theory ကိုလူတွေလက်ခံလာအောင်မို့လို့လုပ်နိုင်ခဲ့ပါတယ်။နောက်ပြီးတော့လူမှုဆက်ဆံရေးမှာ master တယောက်လိုမျိုးနေထိုင်တဲ့နီးလန်းကိုပြောပြပေးခြင်းပါတယ်။နံပါတ်1ကတော့လူတွေကိုသူတို့ဖြစ်တည်နေတဲ့အတိုင်းလက်ခံပါဆိုတာပါပဲ။လူတွေကိုပြောင်းလဲဖို့အတွက်မကြိုးစားပါနဲ့။သူတို့မှာအားနည်းချက်တွေအတ္တတွေရှိနေတာကိုသဘာဝတရားတစ်ခုလိုပဲလက်ခံပြီးတော့ဘေးကနေပါပါလေးပဲကြော်ဖြတ်သွားပါနံပါတ်2ကတော့ကိုအမြဲမဖော်ပြပါနဲ့ဆိုတာပါပဲငါဘလောက်တော်လဲငါဘာတွေလုံးနိုင်လဲဆိုတာကိုရှောက်ပြီးတော့မပြောပါနဲ့ရန်သူများတတ်ပါတယ်မိတ်ဆွေရဲ့အလုံးနဲ့ပဲတက်တည်ပြလိုက်ပါနံပါတ်3ကတော့လူတွေရဲ့စကားလုံးတွေထက်ခန္ဓာကိုယ်လှုပ်ရှားမှုကိုကြည့်ပါဆိုတဲ့အချက်ပါလူတွေကအမှန်တရားကိုနှုတ်ကနေဖုံးကွယ်ထားနိုင်ပေမဲ့သူတို့ရဲ့မျက်လုံးလေသံနဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကတော့အမှန်တရားကိုမဖုံးကွယ်နိုင်ပါဘူးမိတ်ဆွေရဲ့အရေးချင်းကထက်မြက်တဲ့ဓာတ်တက်လက်ဆိုလို့ရှိရင်လူမှုဆက်ဆံရေးပါနမှုကတော့အဲ့ဒီဓာတ်ကိုတင်ထားတဲ့တအိမ်မှာပဲတအိမ်မရှိတဲ့ဓာတ်ကဘေးကလူတွေမဟုတ်ဘဲနဲ့ကိုပါပြန်ပြီးတော့ထိခိုက်ရှာနာစေတတ်ပါတယ်ဒါကြောင့်မို့လို့အလုပ်ကိုပဲအာရုံစိုက်မနေဘဲနဲ့ဘေးကလူတွေရဲ့စိတ်ဓာတ်ကိုနားလည်လာအောင်လဲကြိုးစားပါအပိုင်းကဖန်တီးနိုင်စွမ်းရှိတဲ့အုံနောက်မိတ်ဆွေကအလုပ်ကိုလည်းကျွမ်းကျင်သွားပြီလူမှုရေးလည်းပါနဲ့သွားပြီဆိုလို့ရှိရင်ဒီအဆင့်မှာတော့မိတ်ဆွေရဲ့အုံနောက်ကအံ့ဩဖို့ကောင်းတဲ့ဖန်တီးနိုင်စွမ်းရှိတဲ့အုံနောက်အဖြစ်ကိုစတင်ပြီးတော့ပြောင်းလဲလာပါလိမ့်မယ်။တာမန်လူတွေကသူများတွေသတ်မှတ်ထားတဲ့စီးမြင်တွေအတိုင်းပဲအလုပ်လုပ်ကြတယ်။ဒါပေမဲ့မာစတာတွေကတော့စီးမြင်တွေကိုဖျက်ဆီးပြီးတော့အသစ်ဖန်တီးကြတယ်။ Robert Greene ကပြောပါတယ်။ဖန်တီးနိုင်စွမ်းဆိုတာကကလေးဘဝတုန်းကလိုမျိုးစူးစမ်းကျင်စိတ်နဲ့လူကြီးဘဝရဲ့ကြမ်းကြွမှုတွေကိုပေါင်းဆက်လိုက်တာပဲဖြစ်ပါတယ်။ဖန်တီးနိုင်စွမ်းကိုနှိုးဆွပေးမယ် view တွေကိုလည်းပြောပြပေးပါမယ်။နီး view နံပါတ်1ကတော့ negative capability ကိုမွေးမြူပါဆိုတာပါပဲ။ဒါကကြပြားစရာဂျွန်ကိပေးခဲ့တဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ကိုမသိသေးတဲ့အရာမသိကြတဲ့အရာတွေကျုံလာတဲ့အခါမှာချက်ချင်းဆုံးဖြတ်ချက်မချဘဲနဲ့ဇဝေဇဝါဖြစ်နေတဲ့အခြေအနေကိုတီးခံပြီးတော့စောင့်ကြည့်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။အိုင်စတိုင်းကအဲ့ဒီစွမ်းရည်ကိုသုံးပြီးတော့အာကာသတဲ့အချိန်ကဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတဲ့မေးခွန်းကြီးကိုချက်ချင်းအဖြေမရှာဘဲနဲ့နှစ်ပေါင်းများစွာကိုစိတ်ရှည်လက်ရှည်မေးခွန်းထုတ်ပြီးတော့စောင့်ကြည့်ခဲ့လို့မို့နှိုင်းရ theory ကိုတွေးရှိခဲ့တာပဲဖြစ်ပါတယ်။နီးဗျူဟာနံပါတ်1တိုက်ဆိုင်မှုတွေအားလုံးကိုအသုံးချပါသိပ္ပံပညာရှင်လူးဝစ်ပါစတာပြောခဲ့ဘူးပါတယ်။အခွင့်အရေးဆိုတာကပြင်ဆင်ထားတဲ့အုံနောက်ရှိတဲ့သူတွေစီကိုပဲရောက်လာတတ်တယ်တဲ့။မိတ်ဆွေရဲ့အုံနောက်ကိုတခုတည်းမှာပဲပိတ်မထားပါနဲ့။ကိုယ်နယ်ပယ်နဲ့မဆိုင်တဲ့အခြားအရာတွေမှာဥပမာဂီတာအနုပညာစာပေတွေကိုလည်းလေ့လာပါမဆိုင်တဲ့အရာနှစ်ခုပေါင်းဆက်မိတဲ့အခါမှာအံ့ဩဖို့ကောင်းတဲ့ဖန်တီးမှုအသစ်တွေထွက်ပေါ်လာပါတယ်။နီးဗျူဟာနံပါတ်3အသေးစိတ်အချက်လက်လေးတွေကိုအာရုံစိုက်ပါချားတာဝင်ကစင်ကဲပြောင်းလဲမှု theory ကြီးကိုဖော်ထုတ်ဖို့အတွက် Brannigan လို့ခေါ်တဲ့ခရုကက်လေးတွေကိုပဲရှစ်နှစ်တိုင်အသေးစိတ်ထိုင်ပြီးတော့လေ့လာခဲ့မှုပါတယ်။အဲ့ဒီလိုမျိုးတင်းငယ်တဲ့အရာလေးတွေအပေါ်မှာအသေးစိတ်အာရုံစိုက်နိုင်မှုကပဲကဘာကြီးကိုပြောင်းလဲစေခဲ့တာပဲဖြစ်ပါတယ်။အပိုင်း6အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်ကိုကြော်ဖြတ်ခြင်းနောက်ဆုံးအဆင့်ကတော့ mastery ပါဒါကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့စိတ်ကူးစိတ်သန်းတွေပေါင်းဆက်ပြီးတော့စဉ်းစားစရာမလိုဘဲနဲ့အလိုလိုသိမြင်လာတဲ့အဆင့် intuition ပဲဖြစ်ပါတယ်ဒီအဆင့်ကိုရောက်သွားတဲ့သူတွေကတော့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာအုံနောက်နဲ့တွက်ချက်ပြီးတော့မလုပ်တော့ပါဘူးသူတို့ရဲ့တကိုယ်လုံးသူတို့ရဲ့စိတ်ဝိညာဉ်နဲ့လုပ်ကြတာပဲဖြစ်ပါတယ်ဥပမာဘောလုံးသမားကြီးလီယိုနယ်မက်ဆီကိုကြည့်လိုက်ပါကွင်းထဲမှာဘောလုံးဆွဲပြေးတဲ့အခါမှာငါဘယ်နှကိုက်ပြေးပြီးရင်ဘယ်သူကိုပေးရမလဲဆိုတာကိုစက္ကန့်ပိုင်းအတွင်းမှာတင်ဖော်မြူလာတွေနဲ့တွက်ချက်မနေပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကအလိုလိုသိနေတာပါတလိမ့်ဆက်အပြုတ်မှုဆိုင်ရာပညာရှင်တမ်ပေဂရန်ဒင်ကိုကြည့်ပါသူကအော်တီဇင်ဝေဒနာရှင်တယောက်ဖြစ်ပေမဲ့တလိမ့်ဆက်နေရဲ့စိတ်ခံစားချက်ကိုစာအုပ်ထဲကစာတွေနဲ့မဟုတ်ဘဲနဲ့အလိုလိုခံစားသိရှိနိုင်တဲ့အတွက်ကမ္ဘာအကောင်ဆုံးတလိမ့်ဆက်မွေးမြူရေးနည်းပညာရှင်ဖြစ်လာခဲ့တာပါဒါကမာစတာရီရဲ့အထွတ်ထိပ်အဆင့်ပါပဲမိတ်ဆွေလည်းကိုယ့်အလုပ်ကိုနာရီပေါင်းများစွာနဲ့စိတ်ရှည်လက်ရှည်လေ့ကျင့်ပြီးတဲ့အခါမှာတနေ့နေ့မှာအလိုလိုသိမြင်လာတဲ့အဲ့ဒီစွမ်းအားကိုရရှိလာပါလိမ့်မယ်မိတ်ဆွေကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင် Mastery ဆိုတဲ့စာအုပ်ကိုအတူတူပဲလေ့လာခဲ့ကြပါတယ်ဒီစာအုပ်ကနေကျွန်တော်တို့ကိုပေးတဲ့အကြီးမားဆုံးသင်ခန်းစာကဘာလဲဆိုလို့ရှိရင်ထူးချွန်မှု Mastery ဆိုတာကလူတချို့အတွက်ပဲတည်တံ့ပေးထားတဲ့မွေးရပါကံကောင်းခြင်းမဟုတ်ပါဘူး
အဲ့ဒါကမိတ်ဆွေရဲ့နေ့စဉ်ရွေးချယ်မှုစိတ်ရှည်မှုနဲ့စူးစမ်းအားထုတ်မှုတွေရဲ့ရလဒ်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုနားထောင်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်မိတ်ဆွေရဲ့ဘဝကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါကိုကကိုမချစ်တဲ့အလုပ်တစ်ခုမှာအချိန်တွေဖြုံးတိနေမိသလားဒါမှမဟုတ်အလုပ်တင်ဘဝရဲ့ပင်ပန်းမှုတွေကိုမခံနိုင်မဲနဲ့လက်လျှော့ခြင်းနေမိသလားနောက်ကြရဲဆိုတာကဘယ်တော့မှမရှိပါဘူးမိတ်ဆွေမှာလည်းအိုင်စတိုင်ဖာရာဒေးလိုပဲထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီးသားပါအခုကနေစပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းကိုရှာဖွေပြီးတော့စိတ်ရှိရှိနဲ့လေ့ကျင့်တည်ဆောက်သွားပါမိတ်ဆွေရောအခုအချိန်မှာကိုယ့်ရဲ့ဝါသနာကိုရှာတွေ့နေပြီလားဒါမှမဟုတ်ကိုကဘယ်အဆင့်ကိုရောက်နေပြီလဲကောမန့်မှာမျှဝေပေးခဲ့ပါဦးဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share လုပ်သွားဖို့လည်းမမေ့ပါနဲ့ဦးနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့အားလုံးမာစတာရီအဆင့်ကိုရောက်ပါစေလို့ဆုတောင်းရင်းနဲ့ပဲအဆုံးထိနားထောင်ပေးခဲ့ကြတဲ့သူတွေအားလုံးအဆင်ပြေကြပါစေဗျ